သူမရဲ့အထက်လူကြီးကအိမ်သာထဲမှာရုတ်တရက်ပေါ်လာပါတယ်။သူမသည်ခင်ပွန်းနှင့်ဗီဒီယိုခေါ်ဆိုမှုကိုအလျင်အမြန်ဖြတ်တောက်လိုက်တော့လဲခင်ပွန်းသည်တစုံတရာမြင်သွားသလားဆိုသည်ကိုလုံးဝသေချာမသိပါ။ထိတ်လန့်တကြားဖြင့်သူမသည်ခင်ပွန်း၏စိန်ခံကားတဲ့သို့အလျင်အမြန်ဝင်ကသူမကိုချက်ချင်းပြန်ခေါ်ရန်အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။ထိုနေရာတစ်ဝက်တွင်ခင်ပွန်းသည်ကထပ်မံဖုန်းဆက်တော်လဲချက်ချင်းဖုန်းချလိုက်သည်။ဓာတ်ဆီဆိုင်တစ်ခုကိုဖြတ်သွားစဉ်သူမသည်ကော်ဖီတစ်ခွက်ကိုပေါ့ပေါ့တန်တန်ဝင်လိုက်သည်။ကောင်တာတွင်ငွေကိုင်ကိုမတွေ့သဖြင့်အကျွေးစေးအချို့ကိုခြံထားခဲ့ပြီးထွက်သွားရန်လှည့်လိုက်သည်။သို့သောသူမမောကြည့်လိုက်သည်နှင့်နေရန်ပေါ်တွင်သွေးဆက်ကြီးတစ်ခုကိုရုတ်တရက်မြင်လိုက်ရသည်။သူမသည်တကားစီသို့အပြေးလွှားသွားလိုက်သည်။အကူအညီတောင်းရန်မခေါ်နိုင်မီတွင်နောက်ထပ်ကြည်စံတစ်တောက်တကားကိုထိမှန်သွားသည်။ကြောက်လန့်တကြားဖြင့်သူမသည်နာကျင်မှုကိုခံနိုင်ရရှိခဲ့ပြီးစင်တစ်ခုနောက်တွင်ပုံအောင်ကအပြင်ဘက်တွင်သူမ၏အထက်လူကြီးကိုကျဲလောင်စွာအော်ဟစ်နေခဲ့သည်။သို့သောသူသည်ကားထဲတွင်တခြင်းနားထောင်နေပြီးသူမအတန်ကိုလုံးဝမကြားရပေ။သူမတွင်အဝတ်စားများကိုဆွဲဖြဲပြီးဒဏ်ရာကိုအမြန်ပတ်တီးစီရန်သာရွေးချယ်စရာမရှိတော့ပေ။ထို့နောက်သူမသည်အပြင်ဘက်ရှိအခြေအနေကိုစစ်ဆေးရန်တတိထား၍ချောင်းကြည့်လိုက်သည်။သူမသည်အလွန်ထိတ်လန့်နေသည်။သူမမည်သို့ပင်အော်ဟစ်စေကမူသူမ၏အထက်လူကြီးကမြည်သည့်တုံ့ပြန်မှုများမပေးခဲ့ပါ။သူမသည်ရုတ်တရက်သူမ၏ဖုန်းသည်မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်ကိုသတိရလိုက်သည်။ထို့ကြောင့်သူမသည်ရုန်းကန်ပြီးဖြည်းဖြည်းချင်းတွားသွားလိုက်သည်။သို့သောတိုက်ခိုက်သူသည်သူမ၏ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းမြင်ပြီးဖုန်းကိုချက်ချင်းပစ်ခတ်လိုက်ရာဖုန်းကိုဖျက်ဆီးပစ်လိုက်သည်။သူမသည်စင်နောက်သို့ပြန်ဆုတ်ရန်မှလွယ်၍အခြားနည်းလမ်းမရှိတော့ဘဲစိတ်ပြတ်အားငယ်မှုတဲသို့ကြားရောက်သွားသည်။ထိုအချိန်တွင်ကောင်တာပေါ်ရှိဝေါ်ကီတော်ကီသည်ရုတ်တရက်ပောက်ကွဲသွားသည်